တထေးတဦးရဲ့အိမ်မှာကျွန်တော်တို့အဲကွန်လာစစ်ပေးတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Shine Engineering Group မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်တို့အလုံးမြို့နယ်မှာရှိတဲ့ကျွန်တော်ရဲ့တထေးတဦးအိမ်မှာကျွန်တော်တို့အဲကွန်လေးပြုပြင်မှုအတွက်သွားနေရလေးကိုကျွန်တော် view ရိုက်ပေးထားဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ရှေ့မှာကျွန်တော်တို့အနာဂတ်ရဲ့ရည်မှန်းချက်လေးတစ်ခုလိုပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော် view ရိုက်ပေးထားလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲကွန်တွေကိုကျွန်တော်စစ်ဆေးလိုက်ခြင်းမှာတော့အဲကွန်တွေကတစ်လုံးကပါဝါပြောင်းနေတယ်နောက်တစ်လုံးကကျတော့ F7 error တက်နေရပါတော့အဲ့ဒါလေးကိုကျွန်တော်တို့ပြုပြင်ပေးထားတာလေးကိုကျွန်တော် view ရိုက်ပေးထားလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကောင်လေးကဆိုရင်တော့လွတ်တာများကိုပြုပြင်ပြီးတော့ကျွန်တော်တို့စမ်းသပ်ပေးတယ်လုံးဝအဆင်ပြေသွားတယ်ပေါ့နော်နောက်ထပ်တစ်လုံးလည်းကျွန်တော်အဲ့လိုပဲစစ်ပေးထားတယ်ပေါ့ဒါပေမဲ့ကျွန်တော်တပ်ပုံရိုက်ခဲ့ရမျိုးတပ်ပုံရိုက်ချိန်မရလိုက်တာနဲ့ကျွန်တော်တို့record မယူလိုက်ရဘူးပေါ့နော်ကျွန်တော်တို့ Shine Icon စီရင်စားပေးမှာဆိုရင် Icon နဲ့ပတ်သက်တာရေကက်တက်တာနဲ့ပတ်သက်တာအဝတ်လျှော်စက်နဲ့ပတ်သက်တာများကိုအိမ်ရောက်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်Icon brand မျိုးစုံကိုလည်းကျွန်တော်တို့ Shine Icon စီရင်စားပေးမှာရောင်းချပေးလျက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ Shine Icon စီရင်စားဘက်ကိုတိုက်ရိုက်ခေါ်ဆိုရမယ့်ဖုန်းနံပါတ်ကတော့2668546339 399685145149ခုပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာShine Engineering Group မှာလူချင်းမင်းတို့အတွက်အမြဲတမ်းအသင့်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာ